ကြာရင်ခရုံးက30-50အကွက်လေးတွေပါဒါလေးတွေကတော့ဒီညနေစာတန်းကတော့ကုန်သွားပြီပေါ့နော်ဒီအနောက်ကဥစ္စာလေးတွေရမယ်30-50တကွက်ကို300 6လဆိုင်ပေးမယ်တဝက်ချဆိုတော့150ချရမယ်150ချရမယ်ကျန်တဲ့150ကို6လဆိုင်ပေးမယ်ဒီမှာလောလောဆယ်တော့ဒါတွေကကွန်ကရစ်လန်ခင်းပါပေါ့နော်ဒီလမ်းတွေကကွန်ကရစ်လန်ခင်းမယ်ကွန်ကရစ်လန်ခင်းပြီးသွားမယ်ဒီဘက်မှာသူလည်းတို့လန်ခင်းမယ်ပြီးလို့ရှိရင်ဒီထဲကလမ်းတွေကကွန်ကရစ်လန်ခင်းတာပြီးသွားတာနဲ့သူတို့အကွက်တွေပေါ်သွားပြီဆိုတာနဲ့သူတို့ကတစ်ကွက်ကို450တောက်ကွက်ဆိုရင်600လောက်သူတို့ရောင်းမယ်ပေါ့နော်ဒါလေးတွေပါစိတ်ဝင်စားရင်93လုံးအင်ချန်ဒီဖုန်းနံပါတ်39 981938435ဒါမှမဟုတ်39 9338 243လုံး6ကိုဆက်သွယ်လို့ရပါတယ်ကျွန်တော်93လုံးအင်ချန်ဒီကဆရာမင်းသိမ်းနိုင်မှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်